1960ခုနှစ်ရဲ့မိုးဖွဲကျနေတဲ့ညတညမှာလူတစ်ယောက်ဟာလေရင်ပေါ်ကနေဒေါ်လာ2သိန်းနဲ့အတူဟင်းလင်းပြင်ထဲကိုခုန်ချသွားခဲ့ပါတယ် FBI တမိုင်းတစ်လျှောက်အကြီးမားဆုံးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပေမဲ့သူဟာဘယ်သူလဲဆိုတာဒီနေ့အထိပဟိလိဖြစ်နေတော့မှာပဲဒါဟာကမ္ဘာလေကြောင်းတမိုင်းမှာတစ်ခုတည်းတော့မဖြေရှင်းနိုင်သေးတဲ့လေရင်ပြန်ပြီးဆွဲမှုဖြစ်ရစမ်းခြင်းပဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Deep Insight မြန်မာမှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ဟာလူသိနေတဲ့အမှန်တရားတွေနဲ့ငတ်ဆိုင်တဲ့ဗဟုသုတတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လေရင်ပြန်ပေးဆွဲပြီးဝေဟင်ထဲမှာအငွေ့ပြန်သလိုပျောက်ကွယ်သွားခဲ့တဲ့ DB ကူပါရဲ့ပဟိလိပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာပြန်ပေးသမားဟာလေရင်ပေါ်မှာဘလို့အစီအစဉ်တွေလုပ်ခဲ့တာလဲ FBI ရဲ့အကြီးမားဆုံးရှာဖွေမှုတွေမှာဘာကြောင့်လက်လျှော့ခဲ့ရတာလဲနဲ့နှစ်ပေါင်း90ကြာမှထွက်ပေါ်လာတဲ့လျှို့ဝှက်အထောက်အထားတစ်တွေကဘာတွေလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဇလန်းကတော့1982ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်ပေါ်တလန်းလေဆိပ်မှာအသက်40ဝန်းကျင်ခန့်ရှိတဲ့အမျိုးသားတဦးဟာဒန်ကူပါဆိုတဲ့အမည်နဲ့လေရင်လက်မှတ်တစ်ဆောင်ဝယ်ယူခဲ့ပါတယ်သူဟာလူပုံအေးအေးစတိုင်ချချဝတ်စားထားပြီးလေရင်ရဲ့အနောက်ဘက်ဆုံးခုံအမတ်18စီမှာထိုင်ခဲ့ပါတယ်လေရင်ပြန်တက်ပြီးမကြခင်မှာပဲသူဟာလေရင်မယ်လေး Florence ကိုစာတစ်စောင်ကမ်းပေးခဲ့ပါတယ်မမလေးအဲ့ဒီစာကိုဖတ်ကြည့်ဖို့အကြံပြုချင်ပါတယ်ကျွန်တော်စီမှာဘုံတစ်လုံးပါလာတယ်လို့သူကအေးအေးဆေးဆေးပြောလိုက်ပါတယ်ကူပါကသူ့ရဲ့လက်ဆွဲအိတ်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အထဲမှာဝါယာကျူးတွေရှုပ်ရှက်ခတ်နေတဲ့ဘုံတစ်လုံးကိုတွေ့လိုက်ရပါတော့တယ်ကူပါရဲ့တောင်းဆိုချက်ကရှင်းပါတယ်ညနေ9 နာရီမှာစီယတယ်လေဆိပ်ကိုဆက်ရောက်တဲ့အခါအမှတ်သားမပါတဲ့ဒေါ်လာ2သိန်းနဲ့လေထီး4ခုကိုအစင်သင့်ပြင်ထားဖို့ပါပဲဒီသတင်းဟာလေရင်မူးကန်းကတဆင်အမေရိကန်အစိုးရတရက်လုံးကိုချက်ချင်းလှုပ်ခတ်သွားစေခဲ့ပါတော့တယ်ညနေ9 နာရီ46မိနစ်မှာတော့လေရင်ဟာSeattle Tacoma လေဆိပ်ကိုဆိုက်ရောက်ခဲ့ပါတယ်ကူပါရဲ့တောင်းဆိုချက်အတိုင်း FBI ဟာအမှတ်အသားမပါတဲ့ဒေါ်လာ2သိန်းနဲ့လေထီး4ခုကိုအစင်သင့်ပြင်ဆင်ပေးခဲ့ရပါတယ်ကူပါဟာလေရင်ပေါ်ကခရီးသည်36ဦးလုံးကိုငွေနဲ့လဲလှယ်ပြီးဘေးကင်းစွာပြန်လွှတ်ပေးခဲ့ပါတယ်ဒါပေမဲ့လေရင်မူးတွေနဲ့လေရင်မဲ့တဦးကိုတော့ဓားစာခံအဖြစ်ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်သူဟာလေရင်ကိုမက္ကဆီကိုစီးတီးဘက်ကိုဦးတည်ပြန်တန်းဖို့အမိန့်ပေးခဲ့ပြီးလေရင်ရဲ့အမြင့်ကိုပေ1000အောက်မှာပဲထားဖို့နဲ့အရှိန်ကိုလည်းအနှေးဆုံးနှုန်းနဲ့ပဲမောင်းနေဖို့တိတိကျကျညွှန်ကြားခဲ့ပါတယ်ည8 နာရီကျော်ချိန်လေရင်ဟာဝါရှင်တန်တောင်ပိုင်းကမိုးသက်မုန်တိုင်းတွေကြားကိုဖြတ်တန်းနေချိန်မှာတော့ကူပါဟာလေရင်ရဲ့အနောက်ဘက်လီကားတကားကိုဖွင့်လိုက်ပါတယ်လေရင်မှုကန်းတွေကမီးနီလေးလင်းလာတဲ့အချိန်မှာတော့လေရင်မှုတွေကကူပါတစ်ခုခုလုံနေပြီဆိုတာသိလိုက်ပါတယ်လေရင်မယ်ကကူပါကိုနောက်ဆုံးမြင်လိုက်ရချိန်မှာတော့သူဟာဒေါ်လာ2သိန်းပါတဲ့အိတ်ကိုခါမှချီပြီးလီထီးကိုဝတ်ဆင်လို့အသင့်ဖြစ်နေပါပြီ
သူဟာလီဟာနေတွေကိုရေးရေးဝုံဝုံပဲခုန်ချသွားခဲ့ပါတယ်လီရင်ကိုနောက်ကနေလိုက်ပါစောင့်ကြည့်နေတဲ့တိုက်လီရင်တွေတော့မှအမောင်ထူးနဲ့မိုးတက်မုန်တိုင်းကြောင့်ကူပါခုန်ချသွားတာကိုမမြင်လိုက်ရပါဘူးနောက်တနေ့မနက်မှာတော့ FBI နဲ့စစ်တပ်ဟာဝါရှင်တန်တောအုပ်တွေထဲမှာသမိုင်းတစ်လျှောက်အကြီးမားဆုံးရှာဖွေမှုကြီးကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့ကူပါရဲ့ရုပ်အလောင်းဖြစ်စီသူဝတ်ခဲ့တဲ့လီထီးဖြစ်စီသူယူသွားတဲ့ငွေအိတ်ဖြစ်စီဘာတစ်ခုမှရှာမတွေ့ခဲ့တာပါပဲ။ဒန်ကူပါဟာဝီဟင်းနေမှာလေအငွေပြန်ပျောက်သွားခဲ့ပါကူပါဟာဒေါ်လာ2သိန်းပါတဲ့အိတ်ကိုသူ့ကိုယ်မှာချီနှောင်ပြီးအရှိန်နဲ့ပြန်တန်းနေတဲ့လေရင်ပေါ်ကနေအမှောင်ထုတွေကိုခုန်ချသွားခဲ့ပါတယ်။ဒါဟာလွတ်မြောက်မှုလားဒါမှမဟုတ်ကိုတတ်သိမှုလားဆိုတာအခုထိဘယ်သူမှတိတိကျကျမပြောနိုင်ကြသေးပါဘူး။နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ DB ကူပါရဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းမှီးမှိန်လာခဲ့ပေမယ့်1980ပြည့်နှစ်မှာတော့တကဘာလုံးကိုတုံလှုပ်စီမဲ့တေးလင်းစာတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ကောင်းလံဘီယာမြစ်ကမ်းဘေးမှာအပန်းဖြေနေတယ်။ရှစ်နှစ်သားအရွယ်ကောင်လေးတစ်ယောက်ဟာတေးထဲမှာမြုပ်နေတယ်။ရီညိတွေဆွေးနေတယ်။ဒေါ်လာ20တန်ငွေစက္ကူအထက်လိုက်ကိုရှာတွေ့ခဲ့ပါတယ်။စုစုပေါင်းဒေါ်လာ9800ရှိပြီ။စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒါဟာကူပါယူသွားခဲ့တဲ့ငွေစက္ကူနံပါတ်စင်တွေနဲ့အတိအကျတူညီနေခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီငွေတွေဟာမြေကမ်းဘေးကိုဘလို့ရောက်နေတာလဲ။ကျန်တဲ့ငွေဒေါ်လာ2သိန်းနီးပါးကရောဘေးမှာလဲ။အနီးအနားမှာဘာကြောင့်ရုပ်အလောင်းဒါမှမဟုတ်လီထီရှာမတွေ့ခဲ့တာလဲဆိုတာပါပဲ။ FBI ဟာတန်တရားရှိသူပေါင်း800ကျော်ကိုစစ်ဆေးခဲ့ပါတယ်။အဲ့ဒီထဲမှာနာမည်အကြီးဆုံးကတော့ Richard McCoy ပဲဖြစ်ပါတယ်။သူဟာကူပါပြန်ပေးဆွဲပြီး9လအကြာမှာပဲအလားတူလေရင်ပြန်ပေးဆွဲမှုကိုထပ်မံလှုပ်ဆောင်ခဲ့သူပါ။ဒါပေမဲ့ကူပါရဲ့ပုံပန်းတံနဲ့တိုက်ဆိုင်မှုမရှိတာကြောင့် FBI ကသူ့ကိုတရားခံအဖြစ်သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။နောက်ထပ်တစ်ဦးကတော့ Sheridan Peterson ပါသူဟာစစ်တပ်မှာလီထီတပ်သားဟောင်းတစ်ဦးဖြစ်တယ်လို့လေရင်ပြန်ပေးဆွဲခံရတဲ့လမ်းကြောင်းကိုလည်းကျွမ်းကျင်သူပါဒါပေမဲ့ခိုင်လုံတဲ့သက်သေမရှိတာကြောင့်2016ခုနှစ်မှာတော့ FBI ဟာဒီအမှုကိုတရားဝင်ပိတ်သိမ်းလိုက်ပါတော့တယ်ဗီဒီယိုကိုကြည့်ပြီးသွားတဲ့အခါနားဆန်သူမိတ်ဆွေတို့ရဲ့အမြင်ကောင်းဘယ်လိုရှိပါသလဲဒီဘီကူပါဟာခုံချပြီးနောက်တောထဲမှာပဲတည်ဆုံးသွားခဲ့တာလားဒါမှမဟုတ်နာမည်အသစ်တစ်ခုနဲ့ EECC အသက်ရှင်သွားခဲ့တာလားမိတ်ဆွေတို့တည်ထားတဲ့တခြား theory တွေရှိရင်လည်း comment မှာရေးသားပြီးမျှဝေပေးခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာကဘာကျော်ဖြစ်ရမှန်စုံစမ်းစစ်ဆေးမှုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Deep Insight Myanmar Channel ကို Subscribe လုပ်ထားပြီး Facebook နဲ့ TikTok မှာလည်း Follow လုပ်ထားပြီးကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်